ไม่มีอะไรวะကျွန်တော်နာမည်ကတော့ကျွန်တော်တို့ဟာရပဲဖြစ်ပါရပါတော့အားလုံးပဲဒီနေ့ဗီဒီယိုမှာဆိုလို့ရှင်တော့ကျွန်တော်တို့One Piece တဲ့ဟာကျွန်တော်တို့ bro လဲကြိုက်နေခြိုက်တယ်ပေါ့နော် SCD လေး One Piece တဲ့ဟာကျွန်တော်တို့ Zoro ပေါ့နော် Zoro လုံးလေးကျွန်တော်အော့ပြတော့ဒီမှာဖြစ်ပါပါနော် Zoro ကတော့ကျွန်တော်တို့ဒီမှာဘာလို့ပေါ့အိုးနေပါဤသားချီလို့ပြုပေါ့နော်ကျွန်တော်တို့ဒီဟာလေးဝေးရမယ်ကျွန်တော်ဝစားပြောင်းနေပေါ့နော်ဟောဒီမှာအဲ့လေးဝေးရမယ်အဲ့အောင်မှကျွန်တော်အစင်းရောင်လေးဆိုလို့ဆိုအစင်းရောင်လေးဒီအောက်ကသူ့ရဲ့ဟာကိုကြတော့ဘရိုဒီမှာအောက်ကဟာကိုကြတော့လဲဘရိုအစင်းရောင်လေးပဲပေါ့နော်အားလုံးပဲဟုတ်ပါတယ်သူ့ရတဲ့အစင်းရောင်လေးပေါ့နော်ဟဲ့ accessory ကိုကြတော့ကျွန်တော်ဘာမှထောင်းတော့ကျွန်တော်ဟုတ်လားပြီးတော့သူ့ရဲ့မျက်နှာကြောင့်ဒီမှာအဲ့11လောက်ကိုထားလိုက်မယ်သူ့7Kကိုကြတော့ဆိုတော့ဒီဟာလေးပေါ့နော်အဲ့လိုမျိုးဒီဟာကိုကျွန်တော်ဒီဟာကိုအစင်းအောင်လေးအဲ့တော့ကျွန်တော်ထားပေးလိုက်ပြီပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးကျွန်တော်ခင်းထဲမှာကျွန်တော်အော်ပြန်ပြီပေါ့နော်အဲ့လိုမျိုးโอเคကျွန်တော်ဒီမှာဆိုလိုလဲချပြီဆိုတော့ဂိမ်းထဲမှာပြရမယ်ဆိုတော့ကျွန်တော်ပထမဆုံးသူ့ရဲ့ဓာကျွန်တော်အဝစားရေအကုန်လုံးကကြတော့ကျွန်တော်အကုန်ပဲချပြီဆိုတော့သူ့ဓာရန်ရန်နဲ့အောက်ဆုံးကပေါ့နော်အားလုံးပဲအောက်ဆုံးကဟတ်တာနာဆိုတာအဲ့ဒါလေးပြီးတော့ဒီဟတ်စတပ်အိုးကိုလုပ်လိုက်မယ်အဲ့အောင်ကျွန်တော်နည်းနည်းရှည်လိုက်မယ်နည်းကြီးမယ်အာမုံပြောင်းရှေ့မှာဟိလောက်ပါပင်လိုက်မယ်နည်းရှေ့မယ်အရှိကိုလည်းတိုးလိုက်မယ်โอเคပြီးတော့သူ့ရဲ့နောက်ထားတစ်ချောင်းလက်ဟန်းနဲ့ကျွန်တော် flying pan အဲ့ flying pan ကိုလည်းကျွန်တော်ဒီဘက်ဘက်ကိုကျွန်တော်နည်းနည်းဟားလိုက်ပေါ့နော်အဲ့ပေါ့နော်ကျွန်တော်ဒီမှာပြမယ်နည်းတော့ရှေ့မယ်နည်းလည်းရှေ့မယ်ခြေပြီးတော့ကျွန်တော်နည်းတော့နည်းရှည်မယ်ပေါ့နော်ဒီထားရွယ်နဲ့မြအောင်လို့ဆက်ပြီးတော့ရှည်အောင်မယ်ရှည်ပြီးတော့နည်းတော့ပြလိုက်မယ်တရားခွာတာပေါ့နော်ပြအောင်ပြမှာဒီရလေးပေါ့နော်ပြတာโอเคဆိုလေးကျွန်တော်အားနိုင်ပြီပေါ့နော်အားလုံးပဲပြီးတော့ကျွန်တော်သူ့နည်းလောက်အပေါ်လေးကိုမပေးမယ်ဒါကိုရှည်တာအပေါ်လေးနဲ့မသူ့ရှည်အောင်မယ်ပြီးကြတော့ဘလို့ပြီးကြတော့သူ့နည်းတော့ချီးလိုက်ပေါ့နော်အားလုံးပဲအဲ့ဟိုပေါ့နော်โอเคသူ့နည်းတော့ကြီးအောင်လို့သူကချီးလိမ့်မိုက်လေနည်းတော့သူဘလို့ဟိုက်ပေါ့နော်သူ့ပြီးကြတော့အပေါ်လို့နည်းတော့ထားလိုက်မယ်လက်မှာလည်းထည့်ထားမယ်ပြီးကြတော့ကျွန်တော်သူ့ရဲ့ဗဇက်မှာခိုက်တဲ့ဟာပေါ့နော်ဗဇက်မှာခိုက်တဲ့ဟာကိုကျွန်တော်သူ့ရဲ့ဒီဟာလေးပေါ့နော်အဲ့ဟာကိုကျွန်တော်အောက်ကနေတော့ချမယ်အေးပါကွာဇန်နမှာချမယ်ပြီးကြတော့သူ့နေတော့ပိတ်မယ်အရှင်းနဲ့ဒိုးမယ်အရှင်းနဲ့ဒိုးမယ်โอเคပြီးတော့သူ့နေတော့ပြားလိုက်မယ်ရမယ်ပြီးကြတော့ရှေးစမ်းမယ်ပြီးကြတော့ရောင်းနေတော့တိုးမယ်โอเค bro ဒီမှာသူ့ရဲ့ဓာတ်ကတော့ပစံခိုက်တဲ့ဓာတ်ကတော့ဘယ်ပဲကြည့်ကျွန်တော်တို့ဟာဖြူအောင်မဲ့ပေါ့ကျွန်တော်ပြောင်းလို့မဟုတ်ဘူးเนาะအောက်နဲ့ချပြီโอเคဒီမှာကျွန်တော်ဟိုလေးဟိုက်ပါเนาะကျွန်တော်ဒီဟာဒီလိုရတာZoro bro ရှားပါပြီပေါ့နော် Zoro လေးတော့ဟယ်လိုမဲโอเคနော်ရဲ့ Zoro လေးကကျွန်တော်1 Piece တဲ့က Zoro နဲ့ဟိုလားမတူလားဟောမှတယ်မှာချက်တော့ရေးခဲ့ပါအောင်နော်အားလုံးဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုချလို့ချင်းဟာကွဲနေခဲ့ဖို့တောင်းဆိုပါဘာပေါ့နော်အဲ့အောင်လို့ဘန်းပါ